Okay လို့မင်္ဂလာပါဒီမှာ Facebook ကနေဗီဒီယိုတွေဘယ်လိုတောင်းမလဲအဲ့လိုကိုစုံနေလာနဲ့ပြောပြမယ်နော်ဟုတ်လားအဲ့ဒီကိုရဲ့ဗီဒီယိုတောင်းမယ့်ဗီဒီယိုတစ်ခုကိုရှာလိုက်ပါနော်ဒါကမြန်တယ် Okay ကျွန်တော်ကတော့ဒီဟာလေးကိုအဲ့ဒါလေးကိုတောင်းပြမှာဖြစ်ပါနော်အောက်ကဆက်3ဆက်လေးကိုတွေ့တယ်မလားအဲ့ဒါလေးကိုတစ်ချက်အဲ့ဒါဆက်3ဆက်လေးကိုတစ်ချက်နှိပ်ပေးလိုက်နော်ပြီးလို့ရှိရင်ဒီမှာ copy လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ copy လေးတစ်ချက်နှိပ်ပြီးယူလိုက်နော်ပြီးလို့ရှိရင်ဒီမှာsoftware ထဲကိုဝင်ရမယ်နော်ဒီ software ကိုဒီမှာဒီဟာလေးကိုဝင်ရမယ်အဲ software ရှိနေတော့ရမ်းမြန်တယ်နော်ဘာမှလို့ဆရာမလို့ခုန copy လေးနဲ့အဲ software နေလိုက်တာနဲ့တော့တန်းအဲ video file ကိုတွားတာဟုတ်တယ်နည်းနည်းစောင့်ပြပါokay ရတယ်မကြည့်နော်ငါတော့တွားနေဟုတ်ပြီဒီကလည်းတရားပြီးလို့ရှိရင်တော့ download ပေါ်လာမယ်ဒါလည်းနှိမ့်လိုက်ရပဲအဲနှိမ့်လိုက်တော့ download သွားပြီရမ်းမြန်တယ်လွယ်ဟုတ်တယ်ဒီမှာချက်ဒီမှာ download ပေါ်လာပြီတွေ့တယ်မလားအဲဒါနှိမ့်လိုက်ရပဲ download ရမ်းမြန်တယ်နော် okay